Premier League ရာသီသစ်မစခင်မှာပဲယာရုကအထောက်ခံဖို့ရေပန်းစားနေတဲ့အမော်ရင်ဒီစပေါ့ကိုကြည့်နေကြတဲ့ပရိသတ်တွေမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025-26 Premier League ရာသီအသစ်တွေပွဲစဉ်စရာတွေထပ်ပေါ်လာပြီးတဲ့နောက် Manchester United နီးပြအမော်ရင်ဟာခရစ်စမတ်ကာလမတိုင်ခင်မှာပဲယာရုကနေထောက်ခံဖို့ရေပန်းစားနေပြီဖြစ်ပါတယ်အသက်40အရွယ်ရှိပြီဖြစ်သူအမော်ရင်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းEric Ten Hag ရဲ့နေရာမှာအစားထိုးခံခဲ့ရပြီး2025-26 ရာသီမှာ United နီးပြဘဝပထမဆုံးအကြိမ်ရာသီအပြေးကင်တွေရမှာပါဒါပေမဲ့လည်းအခုထွက်ပေါ်လာတဲ့ပွဲစဉ်စရာအရအမော်ရင်ဟာ2025-26 ရာသီကုန်တဲ့အထိ United နီးပြထိုင်ကုန်ပေါ်မှာဆက်ရှိနေပါဦးမလားဆိုတာစောင့်ကြည့်ခြင်းစရာဖြစ်နေပါပြီအမော်ရင်ရဲ့ပွဲဥရရာသီမှာ United အသင်းဟာ Premier League 28ပွဲကစား28မှတ်သာရရှိခဲ့ပြီး2024-25 ရာသီအတွင်း Premier League သမိုင်းတစ်လျှောက်ရမှန်အနည်းဆုံးစံချိန်အဆိုးဝါးဆုံးအဆင့်ရတည်မှုနိုင်ပွဲအနည်းဆုံးစံချိန်တရားသီတွင်ရှုံးပွဲအများဆုံးစံချိန်သွင်းဂိုးအနည်းဆုံးစံချိန်စုတွေပိုင်ဆိုင်ခဲ့ပါတယ်။ဒါအပြင် Europa League ဘောလုံးပွဲမှာလည်း Spurs အသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် United တို့ဖလားလက်မဲ့ရာသီနဲ့အဆုံးသတ်ခဲ့ရသလိုဥရောပပြိုင်ပွဲဝင်ငွေတစ်ခုမှမရခဲ့ပါဘူး။လာမယ့်2025-26 ရာသီမှာ United အသင်းဟာပွဲဥရမှာပဲ Arsenal ကို Old Trafford မှာပွဲကြီးပွဲကောင်းဖြစ်ရင်ဆိုင်ရမှာဖြစ်ပြီးရာသီအစပိုင်း3လအတွင်းပွဲချက်တွေဇက်တိုက်ကစားရမှာပါ။ဩဂုတ်19ရက်မှာ Arsenal နဲ့ကစားအပြီး Fulham နဲ့အဝေးကွင်းကန်တက်ကလပ်ဘန်လီကိုအိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပါတယ်။စက်တင်ဘာလထဲမှာတော့ United အသင်းဟာ Manchester Derby ပွဲဖြစ် Man City နဲ့အဝေးကွင်း Chelsea ကိုအိမ်ကွင်း Brentford နဲ့အဝေးကွင်းပွဲတွေကစားရမှာဖြစ်လို့အခြေအနေသိမကောင်းနိုင်ပါဘူး။အောက်တိုဘာလမှာကန်တက်ကလပ် Sunderland လက်ရှိချန်ပီယံလီဗာပူးကိုအန်ဖီမှာတွားရောက်ကစားမှာဖြစ်သလို Brighton ကိုအိမ်ကွင်းပွဲလက်ခံကစားရမှာပါ။အဲ့ဒီနောက်နိုဝင်ဘာလကျရင် Nottingham Forest, Spurs တို့နဲ့အဝေးကွင်း Everton, Crystal Palace တို့နဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ပွဲချက်ကာလဖြစ်တဲ့ဒီဇင်ဘာလအတွင်းမှာတော့ United တို့ Aston Villa, Newcastle တို့နဲ့ဆုံတွေ့နေပါတယ်။ဇန်နဝါရီ19နဲ့24ရက်တွေမှာဒုတိယအကျော့ဖြစ် Man City, Arsenal တို့နဲ့ဇက်တိုက်ကစားမှာဖြစ်သလို February လမှာ Spurs, မတ်လအတွင်း Newcastle, Aston Villa, Bournemouth, AB လမှာ Chelseaမေလမှာလီဗာပူးနဲ့ဒုတိယကျော့ပွဲတွေဆင်နွှဲရမှာပါ။ဥရောပပွဲတွေကစားမှာမဟုတ်လို့အမော်ရင်ဟာပြည်တွင်းပြိုင်ပွဲတွေကိုပဲအဓိကအအောင်စိုက်ပြင်ဆင်ရမယ့်အခွင့်အရေးကောင်းပိုင်ဆိုင်ထားပါတယ်။အမော်ရင်ဟာပွဲဥဒရာသီမှာအနိုင်ရဂိုင်နှုန်းက 38.1 ရာခိုင်နှုန်းသာရှိတာကြောင့် United တင်းသမိုင်းတစ်လျှောက်သူ့ထက်ချင်းနေပို့ဆိုတာဆိုလို့1982ခုနှစ်တုန်းကနီးပြဟောင်း Herbert Hamlet ဒူးသာရှိပါတယ်။အမော်ရင်ကတော့လာမယ့်ရာသီသစ်မှာအောင်မြင်မှုနည်းရတွေပိုင်ဆိုင်စေရမယ်လို့ပရိသတ်တွေကိုကတိပေးထားပါတယ်။ဒါပေမဲ့ United အသင်းရဲ့ပွဲစဉ်စရာအခြေအနေအရတေချာပေါက်ရုန်းကန်ရမှာဖြစ်ပြီးအခုလောလောဆယ် Premier League ရာသီမစခင်မှာပဲ2025-26 ရာသီအတွင်းယာရုကနေထုတ်ခံဖို့ရေပန်းစားနေတဲ့နီးပြစင်းမှာအမော်ရင်ကထိဆုံးနေရာကနေရေပန်းစားနေပြီဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာကတော့ Premier League ရာသီသစ်မစခင်မှာပဲယာရုကအထုတ်ခံမှုနီးစပ်နေတဲ့အမော်ရင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။